မကောင်းမိမယ်လားစာကြိုးထုတ်ထားတဲ့အတွက်အိမ်မပြန်ရတဲ့ဝန်ထမ်းမလေးကိုအခုလိုပြမျိုးဆက်ဆံလိုက်တဲ့မြတ်သူသူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တစ်ချိန်က MRTV4 မင်းသမီးချော်လေးအခုချိန်မှာတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်မလေးတဦးဖြစ်နေပြီဖြစ်တဲ့မြတ်သူသူဟာသူမရဲ့ဝန်ထမ်းအပေါ်မှာမထင်မှတ်တဲ့လုပ်ရလေးတစ်ခုလုပ်ခဲ့ပါတယ်။ဒါကြောင့်လည်းအခုဆိုရင်လူပြောများနေတာပဲဖြစ်ပါတယ်။အထူးသဖြင့်မြတ်သူသူရဲ့ရုပ်ရည်အလှသားမကစိတ်ထားအလှကဘလောက်ထိထင်ရှားပေါ်လွင်သလဲဆိုတာကိုဒီအကြောင်းအရာလေးကသက်သေပြနေပါတယ်။မြတ်သူသူလို့ပြောလိုက်ရင်ချိုသားတွေအပြုံးကြားရစရုပ်ကိုပြည်ပြင်းပိုင်နိုင်စွာတည်ယူဆောင်နိုင်မှုတွေနဲ့ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိခဲ့သူပါ။အနုပညာလမ်းကြောင်းမှာအောင်မြင်နေရင်ကနေလုပ်ငန်းရှင်ကြီးကိုစိုင်းထက်မြက်နဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့စီးပွားရေးလောကတွေကိုဝင်ရောက်လာခဲ့ပါတယ်။အခုဆိုရင်သူမဟာဝန်ထမ်းတွေအပေါ်ထားတဲ့စေတနာနဲ့မြေတားတရားတွေကြောင့်ဆိုရှယ်မီဒီယာမှာချီးကျူးတန်တွေနဲ့ဆူညံနေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူမဟာလုပ်ငန်းရှင်အများစုလို့ဝန်ထမ်းတွေကိုအလုပ်ရှင်အလုပ်သမားဆက်ဆံရေးထက်မိသားစုဝင်အရင်ချာတွေလို့နွေနွေထွေးထွေးဆက်ဆံတက်လို့ပါပဲ။အခုတစ်ခါမှာတော့အဲ့ထက်ပိုပြီးလူသားဆန်တဲ့သူမရဲ့မွန်မြတ်တဲ့စိတ်ထားကိုထပ်ပြီးတွေ့မြင်ရမယ့်ဖြစ်ရလေးတစ်ခုထပ်ဖြစ်ခဲ့ပြန်ပါတယ်။သူမရဲ့ဝန်ထမ်းကောင်မလေးတယောက်နေမကောင်းဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကအိမ်မပြန်ရဲပဲအာတင်ပြီးတော့အလုပ်ဆက်လုပ်နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူမဟာဆိုင်ကနေလာစားကြိုတင်ငွေ28သိန်းကျော်ထုတ်ယူထားပြီးသူရဲ့စေကူသားစည်းကလည်း12သိန်းကျော်ကျတင်ခဲ့ပါတယ်။ဒီတော့စုစုပေါင်းအကျွေးသိန်း40နီးပါးတင်နေတဲ့အတွက်အလုပ်ရှင်ဖြစ်သူမြတ်သူသူကိုမျက်နှာပို့ပြီးအလုပ်မနာရဲ့အိမ်မပြန်ရဲဖြစ်နေခဲ့တာပါ။ဒီအကြောင်းကိုမြတ်သူသူတယောက်သိသွားတဲ့အခါမှာတော့ပရိသတ်ကြီးထင်ထားသလိုအပြစ်တင်တာစိတ်ဆိုးတာမျိုးတွေလုံးဝမလုပ်ခဲ့ပါဘူး။အဲ့ဒီအစားဝန်ထမ်းမလေးရဲ့အခက်အခဲကိုနားလည်မှုအပြည့်နဲ့အရန်ကိုတနာသွားခဲ့ပါတယ်။ချက်ချင်းပဲသူမကဝန်ထမ်းမလေးကိုအိမ်ပြန်ပြီးကောင်းကောင်းမွန်မွန်အနားယူဖို့ပြောခဲ့ပါတယ်။ဒါရင်မေလားဆိုတော့မဟုတ်ပါဘူး။ပိုပြီးကြည်နူဖို့ကောင်းတာကစေကူသားစီ12သိန်းကျော်ကိုလုံးဝပြန်မယူတော့ပဲကြိုတင်ထုတ်ယူထားတဲ့28သိန်းကျော်ကိုလည်းအခုချက်ချင်းပြန်ပေးစရာမလိုကြောင်းနောက်နေ့ကောင်းပြီအလုပ်ပြန်ဝင်နိုင်တဲ့အချိန်ကြာမှလာစားတွေကနေမပူမပင်ပဲလောက်အားနဲ့ပြန်ပေးဆက်ဖို့ခွင့်ပြုခဲ့ပါတယ်။ဒါအပြင်ရွာပြန်ပြီးအနားယူနေတဲ့အချိန်မှာတခုခုအခက်အခဲရှိခဲ့ရင်လည်းသူ့ကိုအချိန်မရွေးဆက်သေးဖို့ပါထပ်လောင်းမှကြားခဲ့ပါသေးတယ်။ဒီလိုမျိုးမျောလင့်မထားတဲ့ကျန်နာမှုနဲ့နှွေထွေးတဲ့စကားသံတွေကိုကြားလိုက်ရတဲ့ဝန်ထမ်းမလေးကတော့ညရည်ရီနဲ့အတူသူ့ရဲ့အလုပ်ရှင်ကိုကျေးဇူးတင်မဆုံးဖြစ်ခဲ့ရပါတယ်။ဒီအဖြစ်ပြက်လေးတွေကမြတ်သူသူဟာရုပ်ရည်ချောမောလှပတဲ့မင်းသမီးတစ်ယောက်ဖြစ်ုံသားမကစိတ်ထားကပါရွှေလိုမုံမြတ်တဲ့လုပ်ငန်းရှင်တစ်ယောက်ဆိုတာကိုသက်သေပြနေတာပါပဲ။သူမတို့ဇနီးမောင်နှံဟာဘာသာမတူကြပေမဲ့အပြန်အလှန်လေးစားနားလည်မှုတွေနဲ့အတူအလိုအတန်းနဲ့ပရဟိတလုပ်ငန်းတွေမှာလည်းလက်တွဲညီညီဆောင်ရွက်ကြသူတွေပါ။ဒီလိုစိတ်ထားကောင်းပြီးဝန်ထမ်းတွေကိုကိုယ့်ရဲ့မိသားစုအရင်ချလို့သဘောထားတတ်တဲ့လုပ်ငန်းရှင်မျိုးတွေကျမတို့မြန်မာနိုင်ငံမှာအများပြားပေါ်ထွန်းလာဖို့အတွက်မျှော်လင့်မိပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကပဲသူမရဲ့ဆိုင်ကအလုပ်အရန်စူးစမ်းတဲ့ဝန်ထမ်းမလေးတယောက်ကိုနောက်ဆုံးမှ iPhone တစ်လုံးလက်ဆောင်ပေးခဲ့တဲ့အကြောင်းကလည်းလူမှုကွန်ရက်မှာပြောစမှတ်တွင်ခဲ့ပါသေးတယ်။ဒါဟာဝန်ထမ်းတယောက်ရဲ့စူးစမ်းမှုကိုတန်မိုးထအတိမတ်ပြုတတ်တဲ့သူမရဲ့စိတ်ဓာတ်ကိုမိမောင်းထုတ်ပြနေတာပါ။ပရိသတ်ကြီးတို့ရောမင်းသမီးချော်လေးမြတ်သူရဲ့စိတ်ထားလေးကိုဘလို့မျိုးမြင်လဲဆိုတာ comment မှာရေးသားပြီးချီကျူးစကားပြောသွားလို့ရပါတယ်ရှင်။